အားလုံးပဲမင်္ဂလာပါခင်ဗျာကိုဆိုင်ချံမှာကြိုဆိုပါရခင်ဗျာဒီနေ့ကတော့ကျွန်တော်ကဆေးဘက်ဝင်တမောအဖို့ပင်လေးကြောင့်ရှင်းပြပေးပါမယ်တမောအဖို့ပင်ဆိုတာကတော့ကျွန်တော်တိုင်းဈေးတွေနဲ့အိမ်သုံးဈေးတွေမှာအဓိကအသုံးပြုကြပါတယ်တမောအဖို့ပင်ကိုပြုတ်တောက်ခြင်းသို့မဟုတ်တုတ်စားခြင်းကဆေးချိုယောဂရှိသူများအတွက်သွေးရင်းတကြားဓာတ်ကိုကျဆင်းအောင်ကူညီပေးပါတယ်ဒီလိုမျိုးကျန်းမာရေးနဲ့ညီညွတ်တဲ့တမောဖို့ပင်လေးတွေကိုအိမ်မှာတစ်ပင်လောက်တော့စိုက်ထားသင့်ပါတယ်ကျွန်တော်ရဲ့တမောဖို့ပင်လေးကတော့တော်တော်ကိုလှပါတယ်နောက်နေ့ကျရင်တော့ကျွန်တော်ကတုတ်စားတဲ့ဗီဒီယိုလေးကိုတင်ပေးပါမယ်ခင်ဗျာဒီနေ့ကတော့ကျွန်တော်ရဲ့တမောဖို့ပင်လေးကဘယ်လောက်တောင်လှနေကြအောင်ကျွန်တော်ပြပေးတာပါ channel မှာတော့အပင်နေရစုံစုံလင်လင်ကိုပေါ်ပါတယ်ဒီထဲမှာမှထူးခြားတဲ့တမောဖို့ပင်လေးကတော့အပင်အားလုံးတည်းရှိသမျှအပင်တွေထဲမှာမှဒီပင်လေးကအလှဆုံးဖြစ်နေရမလို့ရိုက်ပြပေးတာပါအဲ့လိုမျိုးကျန်းမာရေးနဲ့ညီညွတ်တဲ့တမောဖို့ပင်လေးတွေကိုအိမ်မှာတပင်လောက်တော့စိုက်ထားသင့်ပါတယ်ခင်ဗျာဆက်လက်ပြီးတော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပြီးတော့အားပေးကြပါအောင်ခင်ဗျာဒီကျန်းမာရေးနဲ့ညီညွတ်တဲ့တမောဖို့ပင်တုံနည်းလေးကိုတော့နောက်နေ့မှာကျွန်တော်ဗီဒီယိုဆုံးအောင်တင်ပေးမှာပါဒါကြောင့်မလို့ကြည့်ချင်တဲ့ဟေးဆိုရင်အကောင့်လေးကို subscribe လုပ်ပေးတော့ပါအောင်ခင်ဗျာ